Yo, ဘာကြောင့်မင်းနဲ့တွေ့မှငါစိတ်တရှည်လဲပထမဆုံးဖုန်းဆက်တဲ့နေ့ကတည်းကအချိန်မခိုင်ခဲ့ဒီတိုင်းဆိုနေနိုင်တယ်ပြုံးမပြနဲ့ငါသေနိုင်တယ်သလားမစိတ်မထင်နေမှာပေါ်ချော်ထွတ်စီကငါပေးဆိုင်လဲတကယ်တော့လမ်းမမီတဲ့ပန်းမတိလို့ငါနန်းချင်းခဲ့တာတစ်ဖက်သက်ရှမ်းတင်ခဲ့ငါအဖြစ်ကအကမ်းပဲချီဆွဲတဲ့စော့နေတယ်လို့ပဲမင်းကငါရဲ့နာမထီတဲ့နှခမ်းအချိန်မှလာနေကြငါလွမ်းရှိတဲ့တန်းရှမ်းတမ်းပြီးတခါတနာမျောနေချက်တထားတနေ့နေ့တော့ပြစ်မှာပါပြောရင်းစက်နေမှာဖုန်းကိုမနေတဲ့အလုပ်လို့နေနေကြခလုတ်တို့သူနဲ့ဘက်ကနေရယူထားတဲ့ငါဖုန်းရဲ့ retire ခလုတ်ကိုဘဝကစုပ်လို့သူတပ်ဖမလို့တဲ့ကြောက်အောင်မြင်မှုတွေမလို့ပါဘူးဘယ်တော့မှအောင်မြင်မှလည်းမဟုတ်တဲ့ကောင်းတစ်ခုပဲလို့တဲ့မင်းချစ်ကိုမျောနေတဲ့ငါယူချစ်လို့မင်းလက်ကိုတမလေးဖြစ်ဖြစ်စောက်ကရေးစိတ်ကူချစ်ဖို့ရှင်မချိခွေမှုများစွာနဲ့ရုံချိမှုတွေလည်းပေးထားတဲ့ဒီတွေပြောက်ွယ်မြင်မရှိမဲလားရန်ကိုချမ်းလေးရုံနဲ့ချမ်းလန်းစုံမလန်းခွေမျက်ရှိများနဲ့ဟိတ်မတ်တွေမြေကြီးတဲ့မြောက်တဲ့只是一直秒不忘妈妈这样你要去读的追着就在那现在在有些不多拿来风里三片漂亮闹比 internet 嘛的牛你声音嘛瘦ငါသိချစ်တကူမင်းရဲ့ဘေးမှာနေခွင့်ပြုပါငါကိုခွင့်ပြုပါလို့အဲ့လိုဖွင့်ပြောပြီးတော့ချစ်သူဘဝတူရောက်ခဲ့တယ်ဘဝတစ်ခုလုံးကိုစိုးမိုးနိုင်လို့လာလူတယောက်တဲ့နဲ့ငါအတွက်ကံကောင်းခြင်းလေးကိုလည်းသူယူဆောင်ခဲ့မဲ့လူဒီနေ့တက်တီယုံကြည်ခဲ့တဲ့ငါစတောင်းစေပဲငါရဲ့အတွက်လည်းစိတ်မညစ်နဲ့မင်းပဲတော့အခါမှာဒါတော့ feel လာတော့တဲ့နေ့ငါကိုပြစ်ပယ်တော့မလားအဲ့လိုတူရဲ့စိတ်နဲ့ငါရှင်နဲ့မောလာကငါကိုချစ်တယ်ပြောပြီးဖုန်းချဟိုဘက်ကိုချစ်တယ်ပြောတာများဒါတွေငါမသိပါဘူးထားလိုက်ရတယ်မသိတာဘူးကောင်းကင်နဲ့မတန်တဲ့ကျဲဆိုတာလည်းမရှိပါဘူးသူမျက်နှာညို့မှာစိုးအရေးတကြီးကြီးငါကကြည့်လာသူဒါပေမဲ့လည်းသူချစ်တာငါမဟုတ်မသိမှယူရှင်မချိခွေမှုများစွာနဲ့ရုံချိမှုတွေလည်းပေးထားတဲ့ဒီတွေပြောက်ွယ်မြင်မရှိမဲလားရန်ကိုချမ်းလေးရုံနဲ့ချမ်းလန်းစုံမလန်းခွေမျက်ရှိများနဲ့ဟိတ်မတ်တွေမြေကြီးတဲ့မြောက်တဲ့只是一直秒不忘妈妈这样你要去读的追着就在那ဘယ်နာတဲ့မကြဘယ်ကိုတော့မလဲမတားလဲထားခဲ့မလားနှစ်ယောက်သားရဲ့ကြားတဲ့မှာခဲ့တာပါအိမ်မများလဲခါစဲအောင်မဲဆိုငါပြန်တော့လာလို့ခေါ်နေမိခဲ့စိတ်ထဲမှာမျောနေမိတယ်ဒီစိတ်တွေထောက်ဖြစ်လိုက်ဖို့တခြားသူတွေနဲ့ပြောနေကြည့်ခဲ့တဖြည်းဖြည်းကြောက်လာခဲ့ငါချစ်တဲ့ကလေးလေးတယောက်ကလည်းတနေ့နေ့ရောက်လာပဲမျောလင့်တာတနေ့နေ့အောက်မှာပဲသူ့ကိုမေးလိုက်တော့လို့ပြောတဲ့နေ့ကဒီစမစကုန်းငါအချစ်နဲ့ငါဘဝကိုစိတ်ချကြည့်စေသွားခဲ့လို့ရည်ရည်ချနေတာလားသူမရည်ရွယ်ထားခဲ့သလိုတော့ပါတော့ပါမင်းမျက်လုံးမှာဟန်ဆောင်ပကြီးဆွဲထားတဲ့မို့အဲ့ဒီနေ့ပဲတိုက်ဆိုင်တာငါမသိငါစိတ်ကူးတွေနဲ့ပေါ့လက်ထပ်ခွင့်လေးတောင်းဖို့ဆုံးဖြတ်ခဲ့လက်အစိမ်လူနေခဲ့တော့သူစကားတွေကြားတဲ့နောက်မှာငါရဲ့စိတ်ကူးရည်တဲ့မြော့အိတ်ကထဲကလက်စွပ်လေးနဲ့ခွင့်ငိုနေလိုက်တာမတိတ်ဘူးနေခဲ့တော့